ဒီမှာတော့ဆရာမောင်စေဝင်းပရိကုန်းနဲ့ညီမင်းညိုတို့ရေးပေါင်းဆက်ပြီးရေးထားတယ်လွမ်းဖို့တက်တဲ့ချစ်ချင်းအမျိုးတေစာအုပ်လေးကိုအပိုင်းတစ်ကနေစပြီးတော့ဖတ်ပြီးသွားမှာဖြစ်ပါတယ်အပိုင်းတစ်ထွေးရှိန်တို့စီမင်းပင်နေဓာတ်ပုံသွားပေးမလဲဓာတ်ပုံတွေကိုတပုံချင်းကြည့်နေရမှာအောင်စောသူကိုမောကြည့်သည်ဘာဖြစ်လို့လဲမင်းငွေအတုံးလူနေပြန်ပြီလားငါစိုက်ပေးထားမယ်လေပြောရင်ခေါင်းကိုငုံကဓာတ်ပုံတွေကိုအောင်စောဆက်ကြည့်ပြန်၏ဟာမင်းကလည်းမဟုတ်ပါဘူးကွာငွေကိစ္စမဟုတ်ပါဘူးဒါဆိုပါလေငါထွေးရှိန်နဲ့တွေ့ချင်လို့သူစကားကြောင့်အောင်စောအံ့ဩဟန်ပြသည်လက်ထက်ကဓာတ်ပုံတွေကိုအိတ်ထဲကိုပြန်ထည့်ပြီးစပွဲဘုတ်ကိုတင်လိုက်၏ဟုတ်ရဲ့လားတင်ထုံးကြော်ရမင်းဘလို့မင်းကလေးကိုစိတ်ဝင်စားဘူးလို့လေအောင်စောစကားကြောင့်သူပြုံးမိလိုက်၏ထွေးရှိန်ကိုတော့ငါစိတ်ဝင်စားမိတာအမှန်ပဲမင်းကိုတပ်ပုံရိုက်ပေးဖို့ခေါ်လာတာခေါ်တော့ငါတော့မှားပြီးချင်းတယ်တင်ထွန်းကြော်ဘာဖြစ်လို့လဲအောင်စောမင်းဒုက္ခရောက်မှဆိုလို့ပေါ့ဘာလို့ဒုက္ခရောက်မှလဲတဲ့မင်းပဲထွေးရှိန်ကိုစိတ်ဝင်စားတယ်ဆိုအေးလေစိတ်ဝင်စားပြီးနောက်မင်းသူ့ကိုချစ်လာတော့မှလူတစ်ယောက်ကချစ်မိပြီဆိုရင်လူတစ်ယောက်ကိုချစ်မိပြီဆိုရင်မင်းဒုက္ခရောက်ပြီပေါ့ချစ်မိတွေ့လို့ရတာတော့မင်းထက်မပြောတော့ဘူးလားအောင်စောရှင်းနေသည်ပြီးတော့မှစပွဲပေါ်မှာအစေပေါ်လက်ကိုလှမ်းယူပြီးမင်းညှိဖွာဤငါပွဲရပြီးကလေးကဓာတ်ပုံတမလုံနေတာပဲကွာတနစ်ကျော်ပါပြီခေါင်းမလေးချောလေးတွေအများကြီးတွေ့ဘူးပါတယ်ဘသူ့ကိုမှငါမဆွဲလန်းမိဘူးရေစက်ပဲထင်နေကွာထွေးရှင်ကိုတွေ့မှငါရှင်ခုန်တတ်တာသူ့ပုံတွေကိုခုနေရင်သူ့ကိုတအားတရိရတယ်မင်းယူနေပြီတင်ချုံကြော်အောင်စောစကားကြောင့်ပြုံးမိလိုက်တကယ်ပြီးယူသွားပြီလားဟုတွေးမိပြန်တယ်တရင်သာတွေ့ဆုံခဲ့သည့်မိန်းကလေးကိုဆွလန်းတတိတရဖြစ်နေမိတာအံ့ဩစရာပဲထိုနေ့ကအောင်စောအိမ်ကိုလာပြီးခေါ်စဉ်ကမတွေးလိုက်လည်းရင်ထွေးရှိန်ကိုစုံစရာလည်းမရှိအောင်စောပွဲနရင်းတမီမှာသူနှင့်သူတငယ်ချင်းနှစ်ယောက်ကိုတပ်ပုံလိုက်ရိုက်ဖေးဖို့နားဘူးသည်အောင်စောကဆောင်းမွေးဝဲကြနေ၍တွတ်တဲ့နှစ်နောက်ကြပြီးမှပွဲယူသည်ငယ်ပေါင်းတငယ်ချင်းမှုညင်းရမည်မဟုတ်မှန်းသိ၏နောက်တငယ်ချင်းကောင်းမလေးတွေချောပါတယ်ကွာဟုနောက်ပြောင်ပြောစင်ကသူတကယ်စိတ်မဝင်စားတကယ်တမ်းထွေးရှိန်ကိုတွေ့ရတော့ဘယ်မင်းကလေးကိုမျှစိတ်ဝင်စားခြင်းမရှိဘူးခဲ့သည်စိတ်ကအရှိပျော်လေသည်ထွေးရှိန်ကတအားဖော်ရည်တယ်နော်ဓာတ်ပုံရိုက်ပြီးကန်တင်းမှာထိုင်ဖြစ်၏ကန်တင်းအထက်မှာသူစကားထွက်သွားသည်ထွေးရှိန်သူ့ကိုပြုံးပြသည်အပြုံးမှညှို့ယွန်းနိုင်လွန်သည်အပြုံးဟုအမတ်ထင်ရှိနေပြန်ပါ၏ဝိယုံကြီးတွေကိုယုကာရနဲ့ဆိုင်နှဲဝင်ရမှာကြောက်ပါတယ်ဟာထွေးရှိန်ကလက်ဖေးတောက်ဖို့ကန်တင်းဝင်ရင်ပြောတော့မာလာကရင်းနေဓာတ်ပုံရိုက်ပြီးချွတ်ခဲ့လေဟာကားပေါ်တင်ထားတာပေါ့အိမ်ကလူကြီးတွေကားပါလာတာပဲငါတော့ကားစီအဝေးကြီးပြန်လျှောက်သွားမနေတော့ဘူးဒီအတိုင်းဝင်တော့မဟုတ်တာလောက်တာမဟုတ်ပဲမရှက်ပါဘူးခေါင်းစားကိုသာချုပ်ရင်းထွေးရှိန်ကပြော၏အမှားလာကလည်းကားစီကိုမပြန်တော့ပဲခေါင်းဆောင်ကိုချုပ်ပြီးကန်နင်းကိုပါလာသည်ထွေးရှိန်စကားကိုနောက်ထပ်ရင်သူမှန်ရင်ထင်ကလှုပ်တဲ့အချင်းပါလားဟုမစီမဆိုင်စဉ်းစားနေမိ၏ကိုထွေးကျန်ကိုတင်ထွန်းကျော်ပုံတွေဘယ်တော့ရမှာလဲလမ်းလျှောက်ရင်ထွေးရှိန်အကြောင်းစဉ်းစားနေစဉ်ထွေးရှိန်အတန်ကြောင့်အတွေ့ရက်သွား၏ထွေးရှိန်ကိုလှည့်ကြည့်ပြီးကျွန်တော်အမြင်ဆုံးလုပ်ပြီးမှာပါထွေးရှိန်ကစိတ်မြင်နေအကြာကြီးဆောင်ရတာစိတ်မရှိခြင်းပေါ့မြန်မာပါကိုအောင်စောကိုတော်ပြီးထားနော်ကိုထုံးတင်ကျော်
ကိုအောင်စောထွေးထွေးတို့စီလာပေးလိမ့်မယ်သူကောင်းကြီးပြလိုက်ခုပြီးသားပုံတွေအောင်စောစီသူယူလာခဲ့သည်အောင်စောသွားလျင်သူပါထွေးထွေးရှင်စီလိုက်သွားမည်ဟုအဆုံးဖြတ်၏ထွေးထွေးရှင်နှင့်ပြောခဲ့သည်များကိုပြန်သတိရနေအောင်စောမျက်နှာကိုလည်းလမ်းကြည့်ဒီညနေပဲသွားရအောင်ကွာဘာလို့လောနေတာလဲတင်ထွန်းချောင်းငါတွေ့ချင်လို့ပါကွာအောင်စောသူ့ကိုကြည်ရှဲ၏အခန်းနှစ်ကိုယ်တိုင်လိုက်လာရတာအာနာစရာကိုထင်းချုံကျော်ရဲ့ကိုအောင်စောကိုငွေစိုက်ပေးထားပြီးရောထွေထွေတို့ကပြင်မပေးတဲ့လူတွေချနေတာထွေထွေရှင်ကဓာတ်ပုံကိုလှမ်းယူရင်းပြောသည်နေပါသည်လို့လဲထွေထွေဓာတ်ပုံကိုကအဓိကမဟုတ်ဘူးခတ်တော့အောင်စောပြောသည်ဟာကွာအောင်စောအနီအထိုင်ရချက်စွာအောင်စောကိုကြည်ရင်နှုတ်မှထွက်မိသူ့မျက်နှာမှာရှေ့ရိတ်တို့ဝေဖြာနေသည်မှဒေချာသည်ဘာပြောတာလဲကိုအောင်စောထွေထွေရှင်ကနားမလဲစွာကြည်ရင်မိဟိုဒီလိုပါမထွေထွေရှင်ပတ်စံကိစ္စကြောင့်ကျွန်တော်လိုက်လာခဲ့တာမဟုတ်ပါဘူးအိမ်ကိုလည်းရောက်ဘူးတယ်စီအောင်ပါအဲ့ဒါပြောတာသူကကမန်းကရန်ဝင်ပြောလိုက်တယ်အောင်စောကပေါက်ကရပြောလိုက်မှသူလည်းအော်ထွေထွေရှင်ကဓာတ်ပုံတွေကိုထုတ်ယူကြည့်သည်ထွေထွေရှင်ရဲ့မျက်နှာကိုသူငေဆိုင်ကြည့်နေမိပြန်၏ဓာတ်ပုံတွေအားလုံးကောင်းတယ်ထွေထွေဒီကောင်ကစေတနာဘလဘွားနဲ့ရိုက်ပေးထားတာထွေထွေရှင်ကကျေးဇူးတင်ပြုံးဖြင့်လှမ်းကြည့်နေစမှာသူအကြည့်လွတ်ပြင်းမိသည်အားလုံးဘလောက်လဲကိုတင်ထွန်းချောသူပြုံးပြပြီးဘာပြောရမည်ကိုစဉ်းစားနေပြောလိုက်လေကွာဟုအောင်စောကပခုံးပုတ်ရင်ပြောသည်ဒီလိုပါအောင်စောကကျွန်တော်ရဲ့တငယ်ချင်းလေးသူကိစ္စကိုကျွန်တော်ငွေယူလို့ဘယ်ကောင်းပါမလဲအောင်စောနဲ့ပတ်သက်ပြီးမထရီစိန်တို့မမလာတို့နဲ့လည်းရင်းနှီးသွားပြီဆိုတော့ကျွန်တော်ငွေမတောင်းချင်တော့ပါဘူးဟာဒီလိုလေးပဲဟုတ်ပါမလဲကိုတင်ထွန်းကျော်ရဲ့ဒါကိုတင်ထွန်းကျော်ရဲ့စီးပွားရေးပဲလီဟာဝါဒနာကအဓိကပါဘာပဲဖြစ်ဖြစ်စီးပွားရေးသဘောလုပ်နေပြီပဲသူများတွေယူတယ်လို့အမြတ်ကျန်အောင်မယူရင်တော့မှအရင်ရရုံတော့ယူမှာပေါ့ကျွန်တော်လက်ဆောင်လိုပဲသဘောထားလိုက်ပါမထူးထူးရှင်ဟာအာနာစရာကြီးဒီလိုလို့ထွေးသူ့ကိုငွေမပြီးနေတော့ပြေးလေရှူမှာမဟုတ်ဘူးမနေ့ပြန်မာလာကိုချိန်လိုက်ငါတို့၃ယောက်သူ့ကိုထမင်းစုလိုက်ချွေပဲအောင်စောကဝင်ပြောလိုက်သည်ထမင်းချွေရမှာကိုတော့မငင်းနဲ့နော်ကိုထင်တွန်းကြော်ရင်ထွေးကိုမခင်လို့ပဲမလိုက်ပဲထွေးရှင်ကပြုံးရင်ပြော၏ပြုံးလျက်သူကောင်းညိတ်၏အောင်စောကိုစိတ်ထဲကမူကြည်ရကျေးဇူးတင်မိနေပြန်ဒါလေးကတော့အပိုင်း1နဲ့2ကိုဖတ်ပေးသွားတာဖြစ်ပါတယ်နောက်နေ့မှာလည်းအပိုင်းလေးတွေကိုဆက်ပြီးတော့ဖတ်ပြပေးမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီလိုမျိုးအစာလေးတွေကိုဒီစာအုပ်လေးပြီးတဲ့အထိအပိုင်း1နဲ့ဒီနေ့တော့အပိုင်း1နဲ့ကိုဖတ်ပေးသွားတာဖြစ်ပါတယ် Bye